ကျွန်တော်တော့ဒီ Meteor ဒီကနေကြိုက်တဲ့လူတော့မဟုတ် Meteor ကဈေးကြီးတယ်ဗျာ10 သိန်းပဲချတယ်လားရှိတယ်ဒီကောင်က3 သိန်းအောက်ပဲရှိတယ်ဆိုတော့ Greek mythology မှာ Sky God ဖြစ်တဲ့ Uranus ကို reference ယူပြီးတော့ပေးထားတဲ့ရေမွေးလေးဒီရေမွေးကတော့အင်ဒိုနီးရှားကထုတ်တဲ့ရေမွေးလေးနာမည်ကတော့ Felisa Uranus လို့ခေါ်ပါတယ်ဗျာဒီရေမွေးရဲ့ box design လေးကိုကြည့်လိုက်အောင်ဆိုတော့ဘောကတော့လက်ဆောင်ပေးတာလို့ပါလို့အတွက် share ပဲဗျာဒီမှာကျွန်တော်ဖွင့်ပြမယ်ကျေးဇူးတင်ပါပါဗျာဒီမွေးလေးကိုကြည့်လိုက်အောင်ဒီမွေးလေးရဲ့ design အနေထားဘာညာသူရဲ့ spray ရလည်းတစ်ချက်ရှို့ shareဒီမွေးက Meteor ကိုကြိုက်ပြီးတော့ Meteor လောက်ဈေးအများကြီးမသုံးကျင်တဲ့လူတွေအတွက်ဒီ Uranus ဆိုတဲ့အနံ့လေးကိုစမ်းကြည့်တင်တယ် Shiaka Snow ထက်ကို Opening မှာပို smooth ဖြစ်တယ်ဗျာ Shiaka Snow က Opening မှာနည်းနည်းလေးပို့ပြီးတော့နည်းနည်းလေးဖြစ်တယ်လို့ခံစားရတယ်ဒီကောင်ကတော့ပို့ပြီးတော့ smooth ကြရတယ်ဗျာ fresh ရေမွေးကြိုက်တဲ့လူ citrus ဆန်ကိုကြိုက်တဲ့လူလည်းဝယ်တင်တယ် clean and classy vibe ကိုကြိုက်တဲ့လူတွေလည်းဒီရေမွေးဝယ်တင်တယ်ဗျာ office wear daily wear အတွက်လည်းရပါတယ်သူရဲ့နောက်အနေနဲ့ citrus ဖြစ်တဲ့အနံ့လေးနဲ့စဖွင့်တယ်အားကြောင့်လဲဆိုတော့ Sicilian orange နဲ့ bergamot ကြောင့်ဒီကောင်ရဲ့အနံ့ကစဖွင့်တဲ့အချိန်မှာ citrus နဲ့ freshness ပုံစံလေးရပြီးတော့ပွင့်တယ်ဗျပြီးလို့ရှိရင်စွတ်ပြီးတဲ့2 မိနစ်လောက်ကြာတဲ့အနေထားမှာပဲဒီကောင်ရဲ့အနံ့လေးက pink pepper နဲ့ cardamom nutmeg တို့ပေါင်းလာတဲ့အနံ့ warm spicy ပုံစံလေးနည်းနည်းလေးရ spice ပုံစံလေးတအားကြီးအများကြီး spice များတဲ့ရေမွေးလို့မဟုတ်ဘူး pink pepper နဲ့ cardamom ကနည်းနည်းရေမွေးကို boost ပေးတဲ့ပုံစံ spice လေးပုံစံပေါင်းပေးတယ်ပြီးတဲ့အခါကျတော့သူ့ရဲ့မေးတဲ့နောက်မှာပါတဲ့ neroli ဆိုတာ citrus flower ပဲသူရဲ့ neroli ကတော့မှန်တိုင်းပြော neroli တော့နေတယ်ဒါပေမဲ့ flower နှုတ်လေးပါရအောင်ထည့်လိုက်တဲ့အနေထားလေးပဲပြီးရင် vetiver သူရဲ့ vetiver ကိုကြည့်ရမယ်ဆိုလဲပုံမှန် vetiver နဲ့ bergamot နဲ့ပေါင်းလို့ရှိရင်ပုံမှန် artisan ပြီးတော့တအားစင်မပြေဘူးထင်ရပါမယ်ဒီကောင်ရဲ့အနံ့လေးက smooth ဖြစ်ပြီးတော့ clean ဖြစ်တဲ့ vibe လေးကိုရရမွေးသူ့မှာပါတဲ့ vetiver လေးက classy ဖြစ်တဲ့အနံ့လေး clean နဲ့ smooth ဖြစ်တဲ့အနံ့လေးသွားတာဗျပုံမှန် vetiver လိုမျိုးမဟုတ်ဘူး vetiver ကြောက်တဲ့လူတွေအောင်ဒီရေမွေးစမ်းသုံးလို့ရတယ်ဗျကျွန်တော်လေဒီကောင်စမ်းတယ်ဗျစမ်းအောင်မှသူ့ရဲ့ base note ကြီးကိုပြောရခန့် base note က musky နဲ့နည်းနည်းရောနေသလားလို့ね vetiver မှာလေ clean classy ဟိုမှာ nutmeg ကြောက်ပဲလားလို့သူရဲ့မေးတယ်နောက်မှာပါတဲ့ nutmeg ကြောက်ပဲလားလို့သူရဲ့ vetiver ကကျွန်တော်ရနေကြ vetiver တွေကတော့မဟုတ်ဘူးဗျဘလို့စမ်းကိုကျွန်တော် vetiver တွေပါတဲ့ဟာလည်းကျွန်တော်အများကြီးပြန်ထုတ်ဆန်းကြည့်တယ်ရနေကြတယ်မဟုတ်ဆိုတော့ LV Meteor ဘလို့နေတယ်မသိတမျိုးလေးပဲဗျတော်တော်တော့လည်းပြောရခက်တယ်ပါတမျိုးလေးပဲစိတ်တော့စိတ်ဝင်စားအောင်ကောင်းဒီကောင်က long lasting ကတော့တအားကြီးမဖြစ်ဘူးကိုအေးဆေးတည်ငြိမ်တဲ့ပုံစံလေးပဲဒီကောင် long lasting အနေနဲ့ပြောအောင်ဆိုကျွန်တော် indoor outdoor ကောင်းလေးစမ်းတဲ့အနေထားမှာဘူးဒီကောင်အလိုက်ဖက်ဆုံးသုံးပြပုံကတော့ office wear မှာသုံးဖို့အကောင်းဆုံးပဲတိတ်လှုပ်ရှားမရှိတဲ့လူတက်ဖို့အဆင်ပြေတယ်ကျွန်တော်မြင်တယ်တအားချွေးထွက်တာလို့ပါလို့ဆိုဒီကောင်အနံ့ကဒင်းဖြစ်သွားတယ်လို့ထင်တယ် reviewer တွေအများဆုံးလည်းပြောကြလိုက်မယ်ဗျာဆွဲဦး2 နိုင်ကနေ4 နိုင်ပြောတဲ့ဟာလည်းရှိလိမ့်မယ်အဲ့ဒါမျိုးကျတော့ outdoor မှာတအားချွေးထွက်အောင်နေတဲ့လူကြရင်ဒီကောင်က long lasting ကြာသွားလိုက်မယ်ပုံမှန် AC air con ကမှ AC အလိုလိုတဲ့လူတွေကြတော့ဒီမွေးက AC လေးကို6 နိုင်ကျော်လောက်ထိခံမယ်6 to 8 hour လောက်ထိခံမယ်အိမ်ပေါ်မှာဆိုဒီကောင်က1 day ကောင်းကောင်းခံတယ်ဗျာဒါပေမဲ့တအားကြီးလောက်ဖြစ်တဲ့တဲမှာတော့မပါဘူးဆိုတော့သူ့ရဲ့ projection ထပ်ပြောရအောင်ဆိုရင် projection ကလည်းလူများတွေတော့နှောက်ယှက်ပေးတဲ့တဲမပါဘူးဒီမွေးကိုဘယ်လိုလူမျိုးဝယ်တင်လဲဆိုတော့ကိုယ့်ရေမွေးကိုကြိုက်လို့ဆိုတော့လူများအနံ့မရတယ်ကြိုက်တယ်ဆိုတဲ့လူမျိုးဆိုပိုအဆင်ပြေမယ် projection ကတော့နည်းနည်းလေးနည်းတယ်လို့ခံစားရတယ်နည်းတာတော့လည်းမဟုတ်ဘူးလူများစီပုံမှန် citrus ပါညာပါတဲ့ရေမွေးထက်ဆိုင်ဒီကောင်ကတော့အနည်းငယ်လေးရောတယ်လို့ခံစားရတယ် CH အနေနဲ့တွေးမှဆိုလဲဒီကောင်ကကျွန်တော်ထင်နိုင်ဝက်လောက်ပဲရမယ်ထင်တယ်အများကြီးလဲ
လောက်ဖြစ်တတ်တယ်ဟောမပါဘူးစမှုဖြစ်ပြီးတော့အေးဆေးနေတဲ့လူအတွက်အဆင်ပြေတယ်လူများလည်းနှောက်ယှက်မပေးကိုယ့်အကူပဲအေးဆေးနေတဲ့လူအတွက်ဒီရေမွေးကကောင်းတယ်ကိုရေမွေးဆွတ်တာကိုလူများအကြိုက်ဆွတ်တာမဟုတ်ဘူးကိုကြိုက်လို့ကိုဆွတ်တဲ့လူအတွက်ဒီရေမွေးကကောင်းတယ်ဗျ